ဟုတ်လာခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာလေးကတော့ရှိတဲ့ဒီplay ဖုန်းလေးတွေနဲ့လုပ်ထားတာပေါ့နော်ဒီရောင်စုံပိုရှိလို့ရှိရင်ကျမတို့ pattern game လေးတွေဆော့ပေးလို့ရတယ်ကလေးတွေကိုပေါ့နော်လို့ကျိုးလေးနဲ့တီးပြီးတော့ red blue green အဲ့လိုမျိုးနဲ့ pattern လေးတင်လို့ရသလိုcolor တွေတင်လို့ရပါတော့ပြီးတော့အပေါက်သေးလေးတွေကိုသူတို့ကဒီကျိုးလေးတွေနဲ့ထည့်တဲ့အခါမှာသူတို့ရဲ့အာယုံဆုဆိုင်မှုနဲ့ဒီလက်ချောင်းလေးကြွက်သားငယ်လေးတွေရဲ့တန်မာမှုလေးကိုလည်းဖော်ပြလို့ရပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ catboard ကြီးကိုကျမတို့ကဒီမှာနှစ်ရွက်ကလေးလိုလုပ်လိုက်ပြီးတော့တကယ်ဆိုတော့ပုံဆွဲလို့ပို့ပြီးတော့ကောင်းပါပဲပေါ့နော်ဒီမှာအပေါက်ဖောက်လိုက်တဲ့ခါမှာကျမတို့ကလေးတွေကိုဘောလုံးစက်ကူနဲ့လုံးပြီးတော့ကန်ခိုင်းတာပဲဖြစ် plastic ဘောလုံးကိုကန်ပြီးတော့ဒီပေါက်ထဲဝင်အောင် game ဆော့ခိုင်းတာပဲဖြစ်လုပ်လို့ရပါတယ်လို့ဒါကတော့ဒါတော့နည်းနည်းလေးတော့အချိန်လိုသွားလို့ပေါ့နော်ဆိုတော့ဒါဒီလိုမျိုးရေဘူးတွေအဟောင်းနေနေဆိုလို့ရှိရင်ကျမတို့ဒီမှာဒါဖန်ဆာ holder လေးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီစွန့်ပစ်ပစ္စည်းတွေကနေမှဒါလေးတွေအသုံးပြုကလေးတွေရဲ့အသုံးပြုဒီ materials တွေ stationery လေးဖြစ်နေအသုံးပြုလို့ရတယ်ဆိုတာလေသူတို့ကိုတင်ပေးလို့ရပါတယ်ဒါကတော့စက်ကူခေါင်းကြီးပေါ့နော် origami တွေပဲဖြစ်ဖြစ်တခြားစက်ကူခေါင်းကြီးတွေပဲဖြစ်ဖြစ်တင်ပေးလို့ရပါတယ်လို့ကလေးတွေကစားရင်းနဲ့သူတို့ခုနကတော့အခွဲတစ်ပြောသလိုမျိုးပေါ့နော်အများကြီးသူတို့လက်မှုလုပ်လို့ရပါတယ်နောက်ဒီတစ်ခုကြတော့ကျတော့တခြားရေဘူးနဲ့မသုံးဘဲနဲ့ဒီ potato chips ခံလေးနဲ့သုံးထားတာအတန်လဲပါတယ်ပေါ့နော်ဒါဆိုရင်တစ်လုံးဝင်သွားပြီဆိုတော့ကျတော့ ABC မှာလေဆရာမတို့တင်တဲ့ခါမှာတော့တက်တဲ့ခါမှာတွေ့လိမ့်မယ်ဒီလိုမျိုးအတန်မျက်စိမိတ်ထားပြီးတော့နားထောင်ရင်းနဲ့မှနေကြစိလေးတွေပဲဖြစ်ဖြစ်ကြောက်စစ်ခဲလေးပဲဖြစ်တစ်လုံးဝင်သွားရင်တို့က counting number ပေါ့နော်အဲ့ဒါကိုမှ counting number ကိုမျက်စိမိတ်ပြီးတော့တို့မြင်ရတာမျိုးမဟုတ်ဘဲနဲ့အကြားအာရုံမှာဖွင့်ပြဖို့အတွက်တခါတည်းလုတ်သွားပေးတာဖြစ်ပါတယ်ပေါ့နော်ဒါမျိုးတစ်လုံးဝင်ထည့်ပြီးသွားတဲ့ခါမှာကျမတို့ကဒါလေးကို shaker အနေနဲ့လည်းအသုံးပြုလို့ရပါတယ်နောက်တစ်ခုကြတော့ဒါကတော့ခုနကရေတန့်ဘူးကိုအပေါ်တစ်ပိုင်းနှစ်ပိုင်းဖြတ်ထားတဲ့ခါမှာအပေါ်တစ်ပိုင်းကိုကျမတို့တစ်ပိုင်းစီသုံးလို့ရတယ်ပေါ့နော်ဒီဟာလေးကိုကျမတို့ပန်ကာဖြစ်နေဒီလိုမျိုးအသုံးပြုလို့လည်းရပါတယ်နောက်ပြီးတော့ဒီတစ်ခုကြတော့ဖောင်းကြွလေးတွေ pop up လေးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမတို့က sensitivity ပေါ့နော်လက်ကနေပြီးကာပြီးတော့ဒါကလည်းထိတွေ့ကြိုက်တွေ့လို့ရပါတယ်ဆိုတာနော်နောက်တစ်ခုကဒီလိုမျိုးဟာလေးတွေကဒီတပူးလေးရှိလို့ပေါ့နော်နောက်အမျိုးမျိုးရှိလို့ဆိုရင်တော့ကျမတို့ emotion ပုံစံလေးတွေကိုလည်းဒီမှာထည့်ပြီးတင်လို့ရတယ်ဒီမှာတော့ smiley face ပေါ့နော်နောက်ဘူးလေးတွေဆိုလို့ရှိရင်လည်း sad face တို့surprise တို့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ် get to လေးခုနကတော့ get to ဘုံမှာကျမတို့ကဖြတ်လိုက်တဲ့ခါမှာစား get to တွေပါရလာတယ်နော်သူပိတ်တဲ့အခွန်လေးတွေပါရလာတဲ့ခါမှာကျမတို့ဒါတော့ shape လေးတွေလုပ်ပြီးတော့ shape လေးတွေလည်းကလေးတွေကိုတင်ပေးလို့ရပါတယ်ဒီမှာ shape အမျိုးမျိုးရှိပါတယ် diamond shape တို့ rectangle တို့ hexagon တို့ circle တို့နော်အဲ့လိုမျိုးလေးရှိပါတယ်ပြီးတဲ့ခါမှာဒါကတော့တရေပြားပေါ့နော်ဒီစွန့်ပစ်ပစ္စည်းကနေရတဲ့တရေပြားနဲ့ chopstick နဲ့တွဲပြီးတော့ကျမတို့ကလေးခွက်လေးလိုလုပ်ထားတာပေါ့နော်ဒါပေမဲ့အန်ဒီယမရှိအောင်ဘယ်လိုလုပ်လို့ရလဲဆက်ကူလေးလုံးပြီးပြစ်လို့ရပါတယ်လို့နော်နယ်ချက်ကိုအနေနဲ့ကလေးဆိုအရင်ကြိုက်တာလေနယ်ချက်ကူဆိုပြီးတော့နော်ကစားတဲ့ဟာမျိုးလေးရှိပါတယ်နောက်ဒါကတော့ရေဘူးနှလုံးကိုဆင့်ထားပြီးတော့ဒီမှာရေစာလုံအောင်လို့ပိတ်ထားတာဖြစ်ပါတယ်ပြီးရင်တစ်ဖက်ထဲမှာရေထည့်ပြီးတော့ကျမတို့ဟိုဘက်ဒီဘက် balance ပေါ့နော် balance ညောင်လုပ်တာမျိုးပဲပြိုင်ပြီးတော့ဒီလိုမျိုးအများကြီးလုပ်ထားပြီးတော့ဘယ်သူ့ဘက်ကရေအမြန်ဆုံးရောက်တယ်လဲဆိုတာမျိုးကိုကျမတို့ပြိုင်လို့ရပါတယ်နောက်ထပ်ဒါကြတော့ကျမတို့memory game ပေါ့နော်ဒီစက်ကူလေးတွေ get to လေးရှိတယ် get to စက်ကူလေးလည်းရှိတယ်စက်ကူပေါ့နော်အဲ့ဟာလေးတွေကိုကျမတို့ memory game နေနဲ့ဒီမှာကစားလို့ရပါတယ်တူရလေးတွေစုပြီးတော့ပေါ့နော်ဒါကတော့အခုနေ့တွေကလည်းကျမတို့ကစားခဲ့တဲ့ဟာလေးပေါ့နော်ဆိုတော့အထူးသတိပြုရမှာကတော့တကယ်လို့စက်ကူပပလေးသုံးနိုင်တော့ကျမတို့ soft pan နဲ့သုံးလို့မရဘူးမြင်ရတယ်ဆိုတော့လीနော်အဲ့လိုမျိုးလေးပေါ့နော်ဒါကတော့ကျမတို့ချိန်ခွင်ဖြစ်ပါတယ်လို့နော်ချိန်ခွင်ကလေးချိန်ခွင်ကလေးတမာတမတ်ရှိဖို့အတွက်ကိုလည်းကျမတို့တုံတင်ပြီးလို့ရပါတယ်ပမာဒီကချိန်ကိုဖြစ်တယ်လို့ရပါတယ်ဟုတ်ကဲ့နောက်ဒီဟာကကျတော့လည်းမြင်တာရယ်နော်ဒါဆိုရှင်တကယ်ကိုဆွန့်ပစ်ပစ္စည်းနဲ့သုံးထားတယ်ကားပုံစံလေးလုပ်ထားတာပေါ့နော်ကျမတို့အယောင်လေးတွေချိန်ပြီးလုပ်လို့ရှင်တော့ကလေးတွေပိုစိတ်ဝင်စားမယ်ပေါ့နော်ဒီမှာပိုက်နေလဲသုံးလို့ရတယ်ဒီလိုအကင်ဒုတ်ချောင်းလေးနဲ့လည်းသုံးလို့ရတယ်နောက်ပြီးတော့ခုနကဒီchopstick ဗာလဲတူလေးနဲ့လည်းသုံးလို့ရတယ်ပြီးရင်ဘိန်းလေးတွေကိုကြတော့ကျမတို့က cardboard တွေနဲ့လည်းဝိုင်းပြီးလုပ်လို့ရသလိုအခုလိုမျိုးဒီပလင်းဖုံးလေးတွေနဲ့ရေဘူးဖုံးလေးတွေနဲ့လည်းသုံးလို့ရပါတယ်ဒါဆိုလို့ရှင်တော့အရန်ကိုပျော်စရာကောင်းတဲ့ကလေးတွေကစားပြီးဖြစ်ပါပေါ့နော်ဒါဆိုလို့ရှင်လဲဒါက recycle paper ကိုပဲချင်းတောင်းကလေးတွေလုပ်ထားတယ်ပေါ့နော်ဆိုတော့ကျတော့ Easter day တွေပါရောက်လို့ရှင်ကလေးတို့ဒါလေးတင်ပြီးတော့ကျုပ်လေးထည့်ခိုင်းလို့ရပါတယ်အနေတော်လေးပါနော်โอเคဒါဆိုလို့ရှင်တော့ကျမတို့ဖက်ကတင်ကြစီရံဘယ်လောက်ပါပဲကျေးဇူးတင်ပါတယ်